မာတဲ့ရွေးချယ်မှုတစ်ခုကငါးကလေးရဲ့ကံကြမ္မာကိုဘလို့ဖန်တီးပေးမှလဲမင်္ဂလာပါတတမမီတို့ရေဒီနေ့မှာတော့တီတီကငါးကလေး၃កောင်အကြောင်းကိုပြောပြပေးမယ်နော်။အိုးရှိတုန်းကငါးကလေး၃កောင်ဟာတာယာလှပတဲ့ကံကြီးတစ်ခုမှာအတူတူနေကြတဲ့ပျော်စရာကောင်းတဲ့နေ့ရက်တွေကိုပျော်ပျော်ပါးပါးကစားရင်ဖြတ်တန်းကြတာပေါ့။ဒီရက်မှာတော့ကန်ဆိုးမှုမောင်တစ်ခုကမမျော်လင့်မဲကြားရောက်လာပါရောလူတစ်ယောက်ကသူတို့ပျော်ပါနေတဲ့ကန်ထဲမှာပိုက်ကွန်တစ်ခုနဲ့ငါးတွေကိုဖမ်းနေတာပေါ့ဒီတော့သူတို့၃កောင်လေလွတ်ရအောင်ပြေးလွှားကြရတာပေါ့လွတ်မြောက်သွားပြီးတဲ့အချိန်မှာငါးပြလေးကတငယ်ချင်းတို့ဒီနေရာမှာတို့တွေအတွက်မလုံခြုံတော့ဘူးတခြားနေရာကိုရွှေ့ပြောင်းကြစို့လားလို့တိုင်ပင်တာပေါ့အဲ့ဒီအချိန်မှာငါးဝါလေးကသဘောတူပေမဲ့ငါးနီလေးကတော့ခေါင်းမာနဲ့ငါကတော့ဒီနေရာကနေဘယ်မှမရွှေ့ချင်ဘူးဒီနေရာအမြဲငါအိမ်ပဲလူတွေကအမြဲဒီကိုမလာနိုင်ပါဘူးလို့ပြောပြီးနေရာရွှေ့ဖို့ကိုညှင်းဆန်တာပေါ့ဒီတော့ငါးဝါလေးနဲ့ငါးပြလေးတဲ့ငါးနီလေးကိုဘလို့မှခေါ်လို့မရတဲ့အခါနှုတ်ဆက်ပြီးတော့နေရာရွှေ့သွားကြတော့တာပေါ့ဒီရက်မှာတော့ငါးနီလေးကလူတွေထောင်ထားတဲ့ပိုက်ခွန်တစ်ခုမှာကန်ဆိုးစွာနဲ့မိသွားတာပေါ့တနာစရာငါးနီလေးဟာပိုက်ကွန်ထဲကနေဘလို့ယုံထွက်လို့မရဘူးတဲ့ကွယ်ဒီတော့မှငါးနီလေးဟာသူ့တငယ်ချင်းတွေနဲ့အတူလိုက်မသွားမိတာကိုနောင်တတွေရတော့တာပေါ့ငါးပြလေးနဲ့ငါးဝါလေးကတော့တခြားနေရာမှာလွန်ချုံနေနိုင်ပေမဲ့သူတို့တငယ်ချင်းငါးနီလေးအတွက်တော့စိတ်မကောင်းကြဘူးပေါ့ကွယ် In times of crisis, foresight and the willingness ပုံမြင်လေးရတော့ပြပါပြီနော်တသားမိမိတို့ရေတခါတရံမှာပြောင်းလဲလိုက်လျော်ခြင်းဟာအသက်ရှင်တန်ရက်တည်ဖို့အတွက်အရေးကြီးတယ်ဆိုတာကိုလည်းတသားမိမိတို့သိထားရမယ်နော်မိမိတို့ရေကလေးတွေကိုဒီလိုစဉ်းစားစေတဲ့ပုံမြင်လေးတွေကိုနားထောင်ခိုင်းခြင်းနဲ့ဆိုရင် channel လေးကိုအားပေးပါဦးနော်